看要把的妞，你看要把的我，凭什么呀？别跟那阿龙哦，你说叫那个那心里来着。ဘာကြီးနေနေရတော့ကိုတူကိုသားဆိုတော့ခေါ်မထားနိုင်တဲ့အကြောင်းရှိပါဒါပေမဲ့နေမောင်နေပါမလားညီရလဲလေလင်ယူတဲ့ကကိုမောင်လေးခေါ်ထားလို့ရတဲ့လင်မျိုးရွေးယူပါလားညီမောင်ကိုကြက်မပြည့်တဲ့လူဘယ်သူကရေရှည်ခေါ်ထားခြင်းပါမလဲဟာမင်းလည်းဘာလို့ရှောက်ပြောနေလဲကွာသမီးလည်းခေါ်ထားခြင်းပါတယ်ရန်ကုန်ကကိုတုတ်ကြီးတို့အရန်ချင်းတဲ့အခါကျတော့မောင်လေးကိုခေါ်ထားဖို့အဆင်မပြေလို့ပါဟုတ်တယ်ဗျဟိုကျွန်တော်တို့ကအခုမှအိမ်အောင်စကြကားသားဆိုတော့ဟိုမိမိုင်မှာကတ်နေရမှာဗျအဲ့တော့ဗျအိမ်ခွဲနေပြီးမှပဲကျွန်တော်မွန်းညွတ်လေးလာခေါ်မယ်ဗျနော်အေးဒါဘာကြီးနားလဲပါလဲကွာကဲငါတို့မကြီးဘာမှစိတ်ပူမနေနဲ့ငါတို့မကြီးတို့အစရအစဉ်ပြေမှမွန်းညိုလေးကိုလာခေါ်နော်ဟုတ်ပလားရှင်ရလဲလေစကားကိုလွယ်လွယ်မပြောနဲ့ခုခေတ်မှာလူပြောင်းရဲ့စိတ်ကနဲတာမဟုတ်ဘူးတော်လေးကိုဒီဆွဲချိုးလေးပေးခဲ့ပြစီတကယ်လို့များမောင်လေးအတွက်လိုအပ်တာတစ်ခုခုရှိလို့ရှိရင်ဒါလေးကိုရောင်းပြီး300အောင်လို့ပါမောင်လေးအမတို့သွားတော့မယ်နော်ဘာကြီးတို့အိမ်မှာခဏနေခဲ့နော်ပါမလိုက်ကြဘူးလားမမိုင်အခုကရန်ကုန်သွားမှာမောင်လေးရဲ့အရန်ဝေးတယ်မောင်လေးလိုက်လို့အဆင်မပြေသေးဘူးပြီးတော့လေမမတို့နေမဲ့နေရတယ်အတိအကျမသိသေးဘူးမောင်လေးရဲ့တိကျတဲ့အခါကျမောင်လေးကိုလာခေါ်မယ်နော်ခရီးဝဲပင်နဲ့မောင်လေးလမ်းလျှောက်နိုင်ပါတယ်မမလေးရန်ကုန်ဆိုတာကိုမမတို့လည်းတူမောင်လေးလည်းလိုက်ချကြီးလေးရောက်ကားလေ2ယောက်ပဲဆန့်တာကွာ3ယောက်မဆန့်ဘူးအဲ့တော့မင်းဒီမှာခဏနေကွာကိုကြီးပြန်လာခေါ်မယ်နော်ညီနော်ကားမကားသားလို့လားကားမကားသားရင်လည်းပဲမောင်းတဲ့လူတွေမှာထိုင်လိုက်မောင်လေးမမပြောနေတယ်မမစကားကိုနားမထောင်ဘူးလားအခုလို့လို့ဆိုမောင်လေးလိုက်လို့အဆင်မပြေသေးဘူးလို့အဆင်ပြေတဲ့အခါကျမောင်လေးကိုလာခေါ်မယ်ဟုတ်ပြီလားမွန်းညိုပြူလေးမင်းအမစကားကိုနားထောင်လိုက်စမ်းပါဟာသူတို့စင်ပြေမင်းကိုလာခေါ်မယ်တဲ့ဟုတ်ပြီလားဒီမှာဘာလို့လဲနေခဲ့လေလာလေမောင်လေးမမမရှိဘူးဆိုပြီးတော့လေကိုဖြစ်တယ်လို့မနေနဲ့နော်မိုးရင်းနာနဲ့တနခါကိုလူကိုတန်းတန်းရှိနေဟုတ်ပြီလားမမတို့သွားတော့မယ်နော်နင်ထမင်းစားနေ4-5ဘွဲရှိနေပြီခုထိမဝသေးဘူးလားမလဲမော်ဝါသူစားနေတာဗောဝိုင်းဘလို့ဆက်စားတော့လဲတော်လေးရနင်ထမင်းစားနေအိမ်ကလေသူများအိမ်ဆိုရနည်းနည်းပါးသတိလေးပါးထားပါအောင်ဟဲ့နင်လောက်စားနေလေနည်းနည်းလေးမှအာမနာဘူးလားအာမနာပါဘူးဘာဖြစ်လို့လဲဆိုတော့တာမမလေးစောကြိုးတကုံပေးခဲ့တယ်လို့ဘာကြီးကပြောတယ်အဲ့စောကြိုးရောင်းပြီးထမင်းစားမယ်ဆိုရင်10နှစ်လောက်စားလို့ရဒါမှမဟုတ်10နှစ်တော့ထမင်းမစားပါဘူးတလား2လလောက်ပဲထမင်းစားမယ်ထမင်းစားပြီးတော့လည်းချိန်ခါကျရင်မမကလာခေါ်မယ်မမလာခေါ်လို့ပြန်လိုက်သွားတဲ့ခါကျရင်စောကြိုးဘိုးပြန်လာတော့ပြန်ပေးရမှာနော်အမလေးအယူပါနေရလေအယူနဲ့အိမ်ကတက်ပြီးချိတက်ပါကိုစဉ်းစားနေနဲ့နော်ဒီစားတောင်းနေချင်းဘာလို့လာပြောနေတာလဲဒေါ်လေးရလည်းပဲဘသူကတော့အိမ်ကမှတက်ကြီးပါမလဲဟိုအိမ်နာမှာတော့ပါမှာပေါ့အမလေးညွန်လိုက်တာရောက်မစားတော့ပကံဆေးလိုက်တော့ဟာဒီလည်းမသိဘူးဘလို့တော်ကြီးလည်းမသိဘူးမလေးငါ့ပကံတော့ငါဆေးခိုင်းနေတဲ့ဒီအယူကတော့လေဟာဘာကြီးလာလဝနူလေးတော့တိုးကြည့်တယ်ဥကုန်ပါပြီအေးလေငါသားလေးอ่ะဒီလိုအလုပ်ကြမ်းမှမလုပ်ဘူးတာပဲကွာကဲသားလေးဟိုးကနေရိတ်ကိုတွန်းတန်းလေးသွားအဲ့လိုသွားနာလို့လည်းမဖြစ်သေးပါဘူးဘာကြီးရဲ့ဟာဘာဖြစ်လို့လဲဟာမင်းကလေဒေါ်ကြီးကသားကိုပြောတယ်တမ ्या အိမ်မှာနေတယ်ဆိုရင်တမ ्या ကြည့်ပြီးတော့အလုပ်လုပ်ရမယ်တဲ့
နေခုနေနေတာနေမိပါရင်မဟုတ်ဘူးတဲ့သူပြောတာလည်းဟုတ်နေတာပဲလေတားမှာမိဘတွေမှမရှိတော့တာတားမှာမိဘတွေသာရှိမယ်ဆိုခုတို့အလုပ်ကျနေတာလုံးဝမဟုတ်မမကိုအားကိုးပြီးနေပါတယ်ဆိုမှမမလည်းခုချိန်ဒီတားကိုလာမခေါ်သေးဘူးပါကြီးရဲ့ဒါလူလေးဟိုဘာပဲစားပြီတို့ထမင်းစားကြမယ်လာလူလေးလာလာယောအလေအဖက်ကလေးနဲ့ချောပါမြင်ခံရောက်ပါတင်ညိုမြင်ခံရောက်ပါတင်ညိုမြင်ခံရောက်ပါတင်ညိုမြင်ခံရောက်ပါတင်အိုးကျွန်တော်ကထိပါရဟာကွာမိုးညွာဝါထိအောင်ပြီပါမေးဘလို့ဖြစ်လို့ဝလုံးချားကိုဖုံညက်ပြီးရိုက်နေရတာလေပြောသမောက် ဟာတစ်တော့မှာတမားတွေကအဲ့လိုဘလုံးညမှာဖုံးလေးညက်ပြီးတော့ဒီလိုထောင်းရိုက်တာမြင်လို့ဆိုပြီးပါလဲလိုက်ရိုက်တာပါကြီးက ဒါဆိုလည်းမင်းကွင်းမြင်နေတော့ရိုက်ပေါ်ကွာဟဲ့ဖောသားတို့ဘယ်နဲ့ထိသွား ဦးလေးကျွန်တော်ခွာဦးထိတာဗျာလာကြောက်လို့မရတော့ဦးလေးဟာနောက်ရက်တွေကျွန်တော်လုံးတွေပြတ်ပြီဗျာ မင်းကလည်းကွာပိန်းနေသည်လိုက်ပြီးအငါခူးနေတဲ့ကောင်အောင်ပဲနောက်ရအလုပ်ပြပြီးဘာတွေလျှောက်ပြောတာမသိမင်းကုမ္ပဏီပိုင်ရှင်ကြ ဟေ့အောင်ငါဘာကြိုက်တစ်ခုပြီးတော့မိဘကိုလုံးကျွေးနေရတာကွာနောက်ရက်ငါမေထမင်းကပြီကွာ ပြေးပါကွာငါရှင်းပေးပါမယ်အပြတ်တော်ငါရောပေးပါမယ်နော်ကဲဘလို့လုံးမလဲမောင်မိုးညို ဘာကြီးကလည်းတားမမပေးတာလေစောကြိုးတကုံရှိတယ်လေအဲ့လိုလေးရောင်းပြီးရောပေးလိုက်ပေါ့ ဟေးကောင်းရောကွာဖြစ်သမျှပြဿနာအားလုံးဒီဆွဲကြောကုန်းနဲ့ရှင်းနေလိုက်တော့ဟေး ဟဲ့ညီဆိုင်ရောင်းလိုက်ရင်ပြီးရောဆိုပြီးတော့လေ तू ကြက်မပြေတော့ညီခွင့်ရေးယူပြီးတော့ညီဒီတနက်ခိုင်းညာရောင်းတာမလားအော်ကျမကညာရောင်းစရာလားသူ့စိတ်နဲ့သူ့ကိုလာဝယ်သွားပြီးတော့အဲရပတ်စံလာတောင်းဆိုလို့လာတောင်းပါလေအေးညီရောင်းနေဆိုလဲအေးသူ့ချေတွေကိုညီသိနေတာပဲတပူးတလေပဲညီရောင်းပေါ့ဟောသိတယ်လေသိလို့ပြောတယ်ပြောလို့မရဘူးအတင်းဝယ်သွားတာလေအဲ့တတဖားတွေကိုဟဲ့မောင်ညိုတပူးထဲယူပြီးကျန်တဲ့တနက်ခိုင်းသူ့ပြန်ပေးလိုက် မပေးပါဘူးတာတနခါကြိုက်တယ်တူတော့မြမြဝယ်ထားလိုက်နောက်ကျဝဲမရမှာဆိုလို့ အဲ့ဒါဆိုလဲမင်းပတ်စံနဲ့ပေးလိုက်ပေါ့ တာမမစောကြိုးတကုံပေးထားတယ်လေအဲ့စောကြိုးနဲ့ဒီတနခါဖို့ပေးလိုက် အမလေးဒီစောကျိုးတကုန်းနဲ့လေငါခမ်းနေရတာညီတနက်ခါဘလောက်လဲ အလှပပန်းပြပြီးတကယ်ငါဘဝပြအောင်ပြူစားရတယ် ဟာတူကြီးမင်းတချင်းလေးတွေနဲ့တနာဟားတွေပါလေလိမ့်လို့ဘာလဲမင်းဒီနေ့သိပ်ပြောနေပါလား တောက်တမမမားထားတယ် အေး မနဲ့မိုးလင်းလာရင်တဲ့မျက်နှာပြောင်နဲ့မနေရဘူးတနခါလိမ့်ရမယ် အော် အဲကြောင့်တာနေတိုင်းတနခါလိမ့်တယ်တာရင်နေတဲ့အိမ်မှာဆိုရင်လေရွှေဘီနဲ့တနခါဘူးကုန်နေမှာအများကြီးတာလိမ့်တယ် အော်ဟာမလုံးလားမင်းတနာခါဘူးကရွှေပြည်နန်းတနာခါဘူးဟာဒီတခါတနာခါဘူးကပြလေးပါလား ဟုတ်တယ် ဟိုရင်တနာခါဘူးတွေနဲ့မတူပါလား ဟုတ်တယ်ဒါကရွှေဘီနဲ့အတစ်ထုတ်တဲ့တနခါရဲ့ကြောက်ပြင်းရဲ့မှန်ရဲ့တွဲလျက်ပါတဲ့ရွှေဘီနဲ့အတစ်ထုတ်တဲ့တနခါကေဘူးလေဘာကြီးရဲ့ ဒီလိုလား ဒီလိုဟာမမဘာကြီးမပြန်လာပြီ အေး မမမောင်လေးကိုလာခေါ်လာ ဟုတ်တယ်မောင်လေးရဲ့ဟိုမမလေးရန်ကုန်မှာနေဖို့ထိုင်ဖို့တွေအားလုံးစီစဉ်ပြီးပါပြီအားကြောင့်မောင်လေးကိုလာခေါ်တာ အတော်ပဲဒီမကြီးဟာဒီမှာနေမောင်လေးနေရှိသူပြီပြဿနာပေါင်းစုံရှာနေတာ ကျေးဇူးတင်ပါတယ်ဘာကြီးရဲ့ မမမောင်လေးကရန်ကုန်ပြန်လိုက်ကမယ်ဆိုတော့ဒေါ်ကြီးမှာပေးထားတယ်စောကြိုးတကုံးမမလည်းပြန်ယူရမယ်လေ ငါတင်းနေဘာမှပြောနေကြတာတော့မင်းကလေမင်းပစ္စည်းဆိုအရန်သိတတ်တာနော်သူမလေးဒေါ်လေးကလေသူမလေးဆွဲကြိုးယူပြီးတဲ့စိတ်မကောင်းဖြစ်နေတာသူမလေးရဲ့ရော့သူမလေးဆွဲကြိုးဒေါ်လေးကသူ့လေးအတွက်ဘာမှမသုံးတော့ပါဘူးကွယ် နောက်တစ်ခုယူဖို့ရှိသေးတယ် ဟာဘာများတော့ဟာ ဘာလဲဆိုတော့ဒေါ်ကြီးသိမ့်တာရဲ့တားရဲ့ရွှေပြည်နဲ့တနခါကိတ်ဘူးတယ်လေရွှေပြည်နဲ့ကနေအတစ်ထုတ်လုပ်လိုက်တဲ့တနခါရဲ့ကြောက်ပြင်းရဲ့မှန်ရဲ့တွဲလျက်ပါတဲ့တနခါကိတ်ဘူးလေးတွေကိုရှစ်မတောင်ရှားဆောင်အသားဖြူတံမယာနဲ့ဂန့်ကောဆိုပြီးတော့လေးမျိုးထုတ်လုပ်ထားပါတော့ခင်ဗျာ တဏီကုံလှတွေတိုးစီဖို့ရွှေပြည်နယ်တနခါကိုလိမ့်ကြစု